ကျွန်တော်တို့ဒီနေ့တော့ကျွန်တော် exponential နဲ့ဒီနေတာအပိုင်းရဲ့ပါတဲ့ chapter exercise လေးတွေဆက်ရှင်းပြပါမယ်။ဒီ chapter exercise မှာဆိုရင်ဒီမှာဆိုရင်ဘယ်လိုပုတ်ရှိလဲဆိုတော့ရှစ်ပုတ်ရှိတယ်နော်။ဟုတ်ကဲ့။အဲ့ဆိုတော့ပထမပုတ်လို့ရှိရမယ်။ဒီကျတဲ့ initial population initial ဆိုတာပထမဆုံးစတဲ့အစကိုပေါ့စ initial population of a rat ဆိုတော့ကျွတ်တယ်အယူတော့ကတဲ့ကျွန်တော်တို့က20ရှိမယ်ပြီးတော့ grow ဆိုတာကြီးသွားတယ်25ကိုကြီးသွားတယ်ကျွတ် population အစပေါ့နော်ကျွန်တော်က R လို့ပြောရမယ်ကျွတ် population အစက R ပေါ့ကျွတ် population အစကျွတ် population အစကကျွန်တော်တို့ဘယ်လောက်ဒီလဲ20ရှိပြီးတော့သူကနောက် second year ပေါ့နော်ဒါ first year second year ဆိုနောက်နှစ်ကျတော့ကျွန်တော်တို့ final လို့ပြောရတယ်နော်ဆုံးကျွတ် population 25ဖြစ်တော့ဟုတ်ပြီwhich of the following fashion best model the population of rat be with respect to the number of year t နဲ့ပေါ်ပြပေးပါလေ if the population growth of rat is considered to be ဒါရေးကြည့် exponential ဖြစ်ကအဲ့တူ exponential ပုံစံနဲ့စဉ်းစားပြီးတော့ equation ရွေးပြီးပါဆိုတော့ exponential ဆိုတော့ကျွန်တော်တို့ exponential မှာက y is equal to ရှင်းပြမယ်ကျွန်တော် ah power t ဟုတ်ပြီနော်ဒါ exponential form ပေါ့linear form y is equal to သိတယ် mx plus b ဒါ linear form အဲ့ဆိုဒီ form နဲ့ပါတဲ့ဟာအဖြစ်မဟုတ်တော့ကျွန်တော်တို့အခုက exponential form နဲ့ကြောင်းတာအဲ့ဆို linear form ဟာကြီးက a ဆိုတဲ့ဟာကြီးအဲ့ဒါကြီးမဟုတ်ဘူးဒါ a ကိုချစ်ချလိုက်အနီးနဲ့ချစ်ချလိုက်နော်အနီးနဲ့ပြီးတော့နံပါတ် d ဆိုတာ exponential form မဟုတ်လား 5t square t square ဖြစ်သွားအဲ့ဒါကြီးနော်အဲ့တော့ exponential form မဟုတ်ပါ power square ဖြစ်ဒါမဟုတ်အဲ့တော့ကျွန်တော်တို့ရွေးရမှာ b နဲ့ c နဲ့နော် b နဲ့ c နဲ့ရွေးမယ်ဆိုတော့သူက initial က20 final က25ဘယ်လောက် percent increase ဖြစ်သွားလဲကိုကျွန်တော်ရှာရတယ်ဘယ်လောက် percent increase ဖြစ်သွားလဲတော့ကျွန်တော်တို့ကဒီ r final တွေကကျွန်တော် r initial ကိုနှုတ်လိုက်သူတို့နှစ်ခုရဲ့ခြားနာချက်ကိုယူပြီးရင်ဗာနဲ့ r initial နဲ့ပြန်စားပြင်100နဲ့ကြောက်ဘယ်လောက် percent တူ increase ဖြစ်သွားလဲကိုတွေ့ရလိမ့်မယ်အဲ့တော့ r final ကကျွန်တော်25တွေက20ကိုနှုတ်တော့ကျွန်တော်အရမယ် okay initial ကျတော့ဘယ်လောက်လဲဆိုတော့20အမြောက်ဒိတ်အဲ့ဒါကိုတွက်လိုက်ရင်ကျွန်တော်တို့25%ရတယ်နော်အဲ့ဒါကိုတွက်လိုက်ရင်ကျွန်တော်တို့25%ဆိုပြီးရလိမ့်မယ်25%ရရင်ကျွန်တော်တို့ဘယ်အောင်ယူရမလဲ25%ဆိုတော့ဘယ်လောက်လဲ0.25ဖြစ်ဟုတ်ပြီနော်0.25ဆိုတော့ဒီမှာအဖြေကြည့်တိုးသွားတာဆိုရင်တို့အမြဲမှတ်တာတိုးသွားတာဆိုရင်1အပေါင်း0.25အဲ့လိုမှတ်အဲ့တော့1.25အဲ့တော့အဖြေက b ဖြစ်မှာဟုတ်လားတိုးသွားတာနော်အကယ်၍အဲ့နေရာမှာရော့နေဆိုရင်ကျွန်တော်တို့အနေနဲ့အဖြေကဘယ်လိုဖြစ်မလဲဆိုတော့ p is equal to ကျွန်တော်ပြန်ရေးပြအောင်နော်20ကျော်သွားရင်ဆိုရင်တစ်ချင်းရရင်ပြီးတော့0.25ကိုဘာလို့ရမလဲဆိုတော့ကျော်သွားတာနော်ကျော်သွားရင်ဆိုရင်ကျွန်တော်နှုတ်ပါမယ်ဟုတ်တယ်မလားကျော်သွားရင်နှုတ်တဲ့အချိန်ကျရင်တစ်ချင်းက0.25နှုတ်လိုက်ရင်ကျွန်တော်0.75ဆိုရတယ်p အပေါ်မှာ t ပေါ့အဲ့ဆိုရင်ကိုယ်စဉ်းစားတက်ကပဲဒါကကျွန်တော်တို့ဒါ increase ဖြစ်သွားကျွတ်ပုံမရှိရ20ရရင်25ဖြစ်အကယ်၍မေးခွန်းကဘယ်လိုလာမလဲဆိုတော့ initial 25တာနော် grew up to 20ကို grew up မဟုတ်ပေါ့ကြီးရောပေါ့ loss ကြီးပေါ့နော်20ဖြစ်သွားအဲ့ဒါဆိုရင်ကိုကလည်းမြင်တတ်ကမှာပေါ့အဲ့ချိန်ကျရင်အဖြေကဒီလိုဖြစ်ပဲကျွန်တော်အောက်ကပြရတယ်ဟုတ်ပြီနော်ဒါနှစ်ခုတော့ကိုယ်ကြည့်ပြောလိုက်တော့နော်ဟုတ်ပြီအဲ့တော့နံပါတ်2ကိုကြည့်တယ်တွေ့ကြည့်မယ်ဆိုတော့ if the initial population of panda ဒီတိုင်းပဲမေးဖို့နေရ panda 100ဖြစ်မယ် grew to ဒါလည်းကြီးသွားတာနော်သူရောတဲ့အပိုင်းမလာသေးဘူးgrew to တဲ့သူကဘယ်တော့ကိုကြီးသွား125ကိုကြီး100ကနေ125ပြော which of the following best moderated p to that okay ဒီမှာနောက်ဆုံးဟာကွဲသွားတယ် sorry နောက်ဆုံးဟာကြည့်နော် to be linear ဖြစ်ကလို့ရဲ့အဲ့ဆို exponential ပါတဲ့ဟာကိုထည့်လိုက်တော့ exponential ဖြစ်တဲ့ဟာကြီး b ရ c ရအဖြစ်ဖို့တော့ကျွန်တော်တို့ဒီမှာ a နဲ့ d နဲ့ကတစ်ခုဖြစ်ဟုတ်ပြီနော်linear ဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ပေါ့ကြည့်ရကိုကဟိုပါပေါ့ကိုကျွမ်းနေပြီလေဒီမှာ t square ကြီးဖြစ်နေကြတာအဲ့ဒါကြီး quadratic ကိုပါတယ်ဒီမှာ linear ဆိုတော့ဒီလိုဖြစ်အောင်အပေါ်ကအတိုင်း mh plus 100ဆိုရဲ form အတိုင်းဖြစ်တာပေါ့ y is ဟုတ်ပြီနော်အဲ့လို form ဖြစ်တာ
OK မတည်ဘူးဆိုကျွန်တော်အစားထိုးတွက်ကြည့်ဆိုဘယ်လိုလဲဆိုတော့ဗျာ initial population ကကျွန်တော်100ပြီးတော့နောက်တစ်နှစ်ကြာတော့125ဖြစ်သွားတယ်ဟုတ်တယ်မလားအဲ့တော့တစ်နှစ်ကိုရေးလိုက်ဒီမှာ p is equal to t25 t နေရာမှာကျွန်တော်တစ်နှစ်ပေါ့နောက်တစ်နှစ်ကြာတော့ t plus 100အဲ့ဒါဘယ်လောက်125အဲ့တော့အဖြေရအတွက် a မယုံသေးဘူးဟိုအောက်ကဟာလေစမ်းကြည့်လို့ပဲတက်ကြည့်စမ်းကြည့်နော်20 t နေရာမှာကျွန်တော်တစ်နှစ်ပေါ့1 square plus 5t ဆိုတော့5ပဲပေါ့100ဒီမှာ20 plus 5အပေါင်း100 125ပြည့်ပြီလားဟိုအဲ့လိုပဲကြည့်တွေ့ရဟာအဖြစ်ပါလို့ပေါ့ကြောက်အောင်ပါဟုတ်တယ်ဟာဘာလဲပေါ့အချိန်ကြီးကအဖြစ်ဘာဖြစ်ပါအေးလားဒီလားပေါ့စဉ်းစားကြဖြစ်လာအဲ့ချိန်ကျရင်ကျွန်တော်ခုနကပြောလို့ဒီမှာ t square ကြီးတာပြ t square ဆိုတာလီနီယာမဟုတ်လီနီယာဆိုတာ square မပါဟုတ်ပြီနော်အဲ့လိုပြန်စဉ်းစားလိုက်အကယ်၍ကိုကတော့အဲ့လိုမစဉ်းစားတတ်ဘူးအခြားတွင်းကြည့်ပဲသူကတော့ရွေကြတာဆိုတာ125နှစ်ခုလုံးတူအဲ့ချိန်ကျရင်ကိုကရှင်းရတယ်ကွာဒီက square မပါရဘူးလီနီယာ form ဆိုတာဒီလိုဖြစ်တာမှာဟုတ်ပြီနော်โอเคအဲ့ဆိုတော့နံပါတ်3ဆောင်နံပါတ်3လောက်ပါအောင်နော်နောက်တစ်ခုနောက်တစ်ခုကကျတော့ဘယ်လိုဖြစ်မလဲဆိုတော့ the population of trees in the forest has been decreasing by 6% every 4 years သူကဒီနေ့တိုင်းမှာကျွန်တော်တို့ decrease ဖြစ်သွားတယ်6% decrease ဖြစ်သွားတယ် decrease အပေါ့နော်ခုန increase အပေါ့တူပဲနော်the population of the beginning of 2020 2015အစပိုင်းကသူက14000ရှိတယ် if B represents the population of 3 T ရတာ which are the following the population of 3 over time အဲ့လိုမျိုး okay အဲ့လားဆိုတော့ကျွန်တော်တို့ဒါကတော့ exponential ပဲဆိုတော့သိလိုက်တော့နော်ဒါ linear ကိုပြောနေပေါ့ပါအောက်မှာပေးထားတဲ့ equation ကိုကြည့်ပြန်ကြည့်ရမှာနော် linear မဟုတ်ဘူးနော်ဒါ exponential ပါ percent ပါအလွယ်မှတ်ရင်ပေါ့ percent နဲ့ exponential လို့မှတ်လို့ဟုတ်ပြီနော် okay အဲ့ဆို P ရေးလိုက်ဗျာပြင်စတာပဲတော့14000ဟော14000ဒါဒီလိုပြရတယ်နော်ကျွန်တော်ဒီလိုပြရင်ဒီမှာ y is equal to ah over t ဒါကျွန်တော်တို့ကြည့်ရတာ exponential form a ကစမဲ့ a နေရာမှာကျွန်တော်တို့14000ထည့်ဟုတ်ပြီနော်ပြီးအပေါင်းအမြောက်ပြော sorry ah နော်အမြောက် sorry ah ဆို h နေရာမှာဗာထည့် h နေရာမှာဗာထည့်မယ်သူက6%ဆိုရော့တာဆိုတော့ကျွန်တော်တို့ကတစ်ချင်းကနေဗာထုတ်ပါနှုတ်ပါမလား1 minus 0.6 6%ဟုတ်နော်0.06ပဲနော်6%က6 over တိတ်တာပေါ့နိုင်ကြလို့ရေးလို့ဒီ equal to 14000 ပြီးအမြောက် h နေရာမှာကျွန်တော် percent ထည့်ရမှာဆိုတော့1 decrease ဖြစ်တော့ကျွန်တော်တစ်ချင်းက 0.06 လောက်လိုက်တယ်0.06ဟုတ်ပြီးရင်သူက4နှစ်တစ်ချိန်ဆိုတော့4နှစ်မှာတစ်ချိန်ပေါ့ right 4နှစ်မှာတစ်ချိန်တက်မှာအဲ့တော့ဒီပေါ့ဟုတ်ပြီအဲ့တော့အဖြေကဘယ်လိုဖြစ်လဲဆိုတော့14000 1 minus 0.06ဆိုတော့ကျွန်တော်0.9ပြမယ်ဒီအပေါ်မှာဒီ1ပဲဒီပါအောင်ဒီ divided by 4 okay အဲ့တော့အဖြေကဒီတော့ကျွန်တော်အဲ့ဒါလေးကြည့်ပါဆိုတော့ဒီပဲရှိတယ်ဟုတ်ပြီနော် okay ဆိုတော့ number 4ကျတော့ဘာအောင်မေးရဆို which scatter plot ဒါ scatter plot နော် scatter plot show the strongest positive association ဘယ်ကောင်က strongest ဖြစ်နေအဲ့လိုမျိုးလေးဒီလိုဆွဲလိုက်ဒီကနေပြီးတော့ဒီလို sorry နော်ဒီကနေပြီးတော့ဒီလိုဆွဲဘုံလို့ဆွဲကြကိုကဆွဲကြအောင် strongest positive နော်ဒီနေရာ positive နော်အဖြစ်ကဒီလုံးဝပေါ့ဒါ negative ကျွန်တော် linear equation ကြည့်ရမှာဒီလိုဆို negative ဟုတ်တယ်နော်အဖြစ်ကဒီမဟုတ်ဘူးအဲ့တော့ ABC ကရွှေ့မယ် ABC ထဲမှာအဲ့လို stronger positive ဆိုရင်ကျွန်တော်အရန်စိတ်နေတဲ့ရွှေ့လိုက် C ပဲဆိုတော့အရန်စိတ်ပြဒီကောင်အရန်ကျဲဟိုဘက်ဒီဘက်တနေရာသားရောက်ဒီကောင် weakest ဒါအနည်းဆုံးအားအနည်းဆုံးဒါကနည်းနည်းဟိုဖြစ်သေးကွာအလယ်လက်ပေါ့နော်အလယ်လက်ဆိုဒီလိုနော်ဒါကတော့ strong ကဲ့အကုန်လုံးစိတ်တွေစိတ်
အဲ့ဒါ strongest ပေါ့အဖြေက C ဖြစ်Okay, number five က James All နဲ့ Tina Simon decided to pay her back in full. Tina received $3 the first day. ဒါကိုကျွန်တော်ကတွယ်လေးဆွဲပြီးကြည့်ကြည့်လိုက်ပုံမြင်အောင်နော် Tina ကဟောပေါ့Jamie က Tina ရှိမှာအကျွေးတင်ဟုတ်ပြီနော် Tina ကတဲ့သူကပထမဆုံးနေ့မှာသူက$3 receipt ရတယ်တဲ့ဟုတ်ပြီနော်ဒီမှာ date ကိုကြာတော့ကျွန်တော်တို့အောက်မှာထားမယ်နော် H ဝင်ဒါ first day မှာသူကဘယ်လောက်ရလဲဆိုတော့$3$3ရဒါ$3ဒါဒေါ်လာပြီးတော့သူက second day ရောက်တော့သူ$6ရတယ်ဝေါပြီးတော့သူကဘယ်လောက်ရလဲ third day ကျတော့သူဘယ်ထိကိုခုန်တော့သွားလဲဆိုတော့ဒီမှာ18ထိရောက်သွားအဲ့တော့ကြည့်ကြည့်နော်18ထိရောက်တယ်ဒါလေးဖြတ်လိုက်မယ်ပြီးတော့ဒီမှာ4 day ရောက်တော့ကျွန်တော်54ထိရောက်သွားသူရအဲ့တော့ဒါကြီးကသူကဘယ်လိုလဲအတိုးပေါ်မှာအတိုးစင်နော်ဒီမှာကြည့်ကြည့်လိုက်3နဲ့4 6ဒီမှာမကြည့်ပဲ6ပြီးရင်6 3 4 18အဲ့လိုတူတူပါဟုတ်ပြီနော်အဲ့တူတူကတော့ကျွန်တော်ဒါကလုံးဝဒါ exponential ပဲအဲ့တော့ကြည့်လိုက်တော့ဒါ linear မဟုတ် linear ဆိုကျွန်တော် constant ဖြစ်ကြမှာဗျာဒီပထမနေ့မှာလည်း300ရမယ်ဒုတိယနေ့မှာလည်း300ပါလေဒါ linear ပုံစံ constant ဖြစ်ပါဒါပေမဲ့ဒါကြီးက exponential exponential ကတော့ပါရတာဆို exponential ဘယ်လိုပေါ့ exponential ဒီကြီးတော့ကျော်သွားတယ်သူကကျော်သွားမဟုတ်သူကရတယ်ဟုတ်ပြီနော်အဲ့ဆိုတော့ message ကကျတော့ Albert has a large book collection ဒီမှာက book collection ရှိတယ်အကြီးပေါ့ he decided to trade in two of his used book for one new book each man at a local bookstore သူက3မီတာ2အုပ်နဲ့ local book မှာတော့2အုပ်ပြင်ဒါသူ့ရဲ့ used book သူက local book ကရအစ်စ်ကသူ3ရတယ်အဲ့တော့သူ4အုပ်ပြင်မယ်ဆိုရင်2အုပ်ပဲပြင်အဲ့ဒါကျွန်တော်ရောသွားတာမဟုတ်လား constant ဖြစ်နေတာကျွန်တော်ပြောရမယ်ဒီမှာ4အုပ်အဲ့ဆို4အုပ်ပြီး6အုပ်ပြီးပဲ6အုပ်ပြီးဆိုရင်သူက3အုပ်ပဲရပေါ့ဒါ exponential ပုံနော်ကျွန်တော်ကြည့်ကွာခြားချက်ကိုကြည့်လိုက်ဘာဘယ်လိုကွာလဲဆိုတော့ဒီမှာ constant ဖြစ်နေတယ်2နဲ့4ကြားဘယ်လောက်ကွာလဲ2ကွာ4နဲ့6ကြားဘယ်လောက်ကွာလဲ2ကွာ constant ဆိုကျွန်တော်ဒါ linear ဆိုရင်တန်းသိရဟုတ်ပြီနော်exponential မို့တော့ linear အဲ့တော့ linear ရေဆိုတော့ဒီ c နဲ့ d မို့တော့ c နဲ့ d ကိုပယ်လိုက်တော့ linear မှာမှသူကဘယ်လိုလဲတော့6အုပ်ရှိရပါသူရှင်မှာ6အုပ်ရှိအောင်သူက3အစ်စ်နဲ့ပြန်လဲဆိုရသူရော့နေမှာမဟုတ်လား6အုပ်စီဟုတ်တယ်မလားရော့နေရဆိုသူလားနဲ့ချီပြီးသူ့ဆောင်နေရော့သွားကွာသူကအဲ့လိုအရှုံးနဲ့နေအဲ့ဆိုကျွန်တော်တို့ decreasing d ကအဖြေမှန်ဖြစ်ပါဒါပဲပြီဟုတ်ပြီနော်ဒီမဲ့7ဒါဆို assign တဲ့ကောင်80 in a percentage ကတော့ဒါတို့စမ်းသပ်ခံမှာလုပ်တယ်ဟိုပါပေါ့မှန်ပြားလေးပေါ့ကွာအဲ့80 find that each one the set တစ်ခုစီက split into two set တစ်ခုချင်းစီကတော့အတက် new အတက်လေးထွက်လာကွာအတက်လေးထွက်အဲ့တော့ he uses the function ကြီးပေးရတယ်နော် at crd တဲ့ to calculate the total amount of set after t hour တဲ့ which are the following assign the correct value of c နဲ့ r c ကတော့ကျွန်တော်တို့ဒါပါတယ်အစမှတ်လေတော့ပြောပြရနော် y is equal to dh power t အတိုင်းပဲနော် f ပုံစံတိုင်းသူရေးထားဟုတ်ပြီနော် a နေရာမှာ c ပြောင်းတာအဲ c ကစမှတ်c က80ဆိုတော့သိချလိုက်တော့အဖြေက a မဟုတ်ဘူးသိလိုက်တော့မစမှတ်ကဒီမှာလေ80 a မဟုတ်တော့အဲ့တော့ bc ကိုဆိုရင်r rate တစ်ခုချင်းစီတိုင်းမှာနှစ်ခုရောကွာနှစ်ခုရောကွာကျုပ် rate ကကျွန်တော်တို့အချိန်ကြာလာတဲ့အနာနှစ်ခုရောကွာဆိုတော့နှစ်ဖြစ်ပေါ့2 power 2ပေါ့အဲ့လိုပေါ့နှစ်ခုတူကွာ split into two set ဟုတ်ပြီနော်တစ်ခုချင်းစီကနှစ်ခုကိုတူကွာအဲ့လိုထားပါတော့ပထမဆုံးကြည်ပေါ့ကြည် hour ပေါ့ကြည် hour နဲ့ပြောတာနော်တနားကြီးမှာကျတော့သူ80ကဘယ်နှခုကိုတူသွားလဲဆိုတရားထုတ်တယ်ဘာလို့လဲဆိုတော့တစ်ခုချင်းစီကနှစ်ခုစီကိုထုတ်သွားဘူးဟုတ်ပြီနော်တောင်းသားလေတော့ကျွန်တော်တို့အဖြေကကြည်ဖြစ်မယ်နံပါတ်8နောက်ဆုံးပုံ Of the following scenario the which one would result in linear growth of the square footage of the တစ်ခုပြောပြမယ်နော်linear growth နဲ့ linear နဲ့ပေါ့linear နဲ့ exponential exponential ကကြတော့ကျွန်တော်တို့ကဘယ်နဲ့ကိုထားပါလား100ထည့်100 okay 100ထည့်နော်100ထည့်ဆိုတော့ကျွန်တော်တို့ကိုဘန်ကဟောပေါ့
5% ပေးဘန်တိုးပေးဘန်တိုးပေးရဆိုကျွန်တော်တို့ကနောက်တနေ့ကြာပြီး5%ဆိုပြီးအဲ့တော့ကျွန်တော်တို့ရဲ့ဘန်ထဲမှာ105ကျော်ပါတယ်105ဒေါ်လာကျော်ပါတယ်ကျွန်တော်တို့ဟုတ်ပြီနော်အဲ့ဒါဆိုဘန်ကနေပြီးငါမျိုးကို5%ထပ်ပေးမယ်အဲ့5%ထပ်ပေးမယ်ဆိုဒီကောင်ပေါ်မှာထပ်ပြောက်0.05တရားငါ့ကို0.05နဲ့ပြောက်တော့ဒီပေါက်ရတယ်0.5ဆိုတော့5.25ရတယ်နော်5.25ရတော့ကျွန်တော်တို့ရဲ့ဘန်ထဲမှာ130.25ကျော်ပါတယ်တော့ဒါ2နှစ်ကြာပြီဒါပထမတစ်နှစ်ကကျွန်တော်တို့ဘယ်လိုရလဲ105ဖြစ်တယ်ဒါ first year ပြ second year မှာလည်းကျွန်တော်တို့စုတော့ကျွန်တော်တို့ဘန်ထဲမှာဒီလောက်ဖြစ်သွား130.2 okay အဲ့တော့ဒီနေရာကိုရှိဒီနေရာထားပါတော့ကျွန်တော်တို့ဘန်တွေပြီးတော့ကျွန်တော်ကစုထား100ဘန်တွေငါမျိုး5%ပြီးအဲ့တော့ဒုတိယနှစ်မှာကျွန်တော်105ဖြစ်တယ်နော်ဒါပေမဲ့ဒါနော်သူပြီးတော့သူကကျွန်တော်တို့ကိုနောက်5%ထပ်ပေးမယ်ဒါပေမဲ့ F5% ကဘယ်လိုလဲဆိုတော့ဒီ100ပေါ်မှာသူကပြန်ထပ်ပေးတယ်100ပေါ်ထပ်ပြီးတော့ကျွန်တော်တို့နောက်2နှစ်ကြာတော့130ပဲ130လို့ရတယ်ဒါ second ပေါ့နော် first ပြီးတော့ကြာ okay အဲ့တော့ကြည့်လိုက်ရှင်းကြည့်လိုက်နော်ရှင်းကြည့်လိုက်မယ်ဆိုရင်ဒီ exponential ကဘယ်လိုပြောလဲ exponential ကကျတော့သူကဒီ original ထည့်ထားတဲ့ပုံမှာပြန်ထပ်မပေးဘူးသူက second year ကျတော့သူအခု first year မှာထည့်ထားတဲ့ amount ပုံမှာပြန်ပြီးထပ်ပေးဟုတ်ပြီနော်အဲ့တော့တူတူပဲ linear နဲ့ exponential ရေစုရချင်းတူတူကိုကျွန်တော် exponential နည်းနဲ့စုမယ်ဆိုရင်ကျွန်တော်ဘန်ကိုစုမယ်ဆိုကျွန်တော်တို့က0.25အောင်ပုံများတယ်0.25ရောဒါနှစ်နှစ်ပဲရှိသေးနော်ဒါနောက်ပိုင်းနှစ်တွေကြာကြီးစုရင်ကျွန်တော် exponential ကိုတစ်သေးဖြစ်ပေါ် linear နဲ့ဆိုရင်ကျွန်တော်ဘာမှမရဘူးဆိုတော့ငါသူက original ကိုပဲပြန်ပြီးတော့5% ယူပြီးပေးရ exponential အဲ့လိုမဟုတ်ဘူးအတစ်ပုံမှာအတစ်ကိုပြန်ယူပေးရနော်ဒီမှာဆိုရင်105ပုံမှာသူ5% ယူပြီးပေးရနောက်နေ့ကျတော့130ကျတော့2.5ကျော်သွားဒီကောင်ကကျတော့5%ကိုတော့100ပုံမှာထပ်ပြီးတော့130အဲ့တော့အဲ့တော့ဟိုကွာသိရမယ်နော်သိရမယ်တော့အဲ့ဒါဖြည့်တိုင်းဟောရတယ်ပဲရှစ်ကိုဒီမှာကြည့်တယ်နံပါတ် A က the owner increases the သူက which one of the linear ဆိုပြီးတော့ linear ပြောတာ linear ဆိုတော့ကျွန်တော်ကြည့်ရမယ်ကျွန်တော်ပြောလို့ပဲ linear ဘာ original amount ကျွန်တော်ထည့်ခဲ့တဲ့100ပုံမှာပဲပြန်ပြီး percent ပေးနေ exponential အဲ့လိုမဟုတ်ကျွန်တော်ထည့်ပြီးမှ5%ဒီအတစ်ပုံမှာပဲပြန်ပေးရဟုတ်ပြီနော်ဒီ second year ကျရင်ကျွန်တော်တို့5%ကဘယ်ပုံမှာထပ်ပေးမှာလဲဆိုတော့130.25ပုံမှာပြန်ပေးမှာဟုတ်ပြီနော်အဲ့ဆိုတော့ဒီမှာက linear group ကိုရှာခိုင်းတယ် linear group ကိုကျွန်တော် original ပုံမှာပြန်ယူပေးရမှာနော် linear group ဆိုတော့ original 100ပုံမှာပဲပါပေးရအဲ့တော့ဒီမှာဆိုရင် owner increases the square footage by 0.75 each year မတည်သေးဘူးထားလိုက် the owner increases the square footage by 5% each year ဒီတော့ဟိုကတူတူပဲနော်တဲ့ကိုကဘာမှမသိနေဒီကကိုကတူတူပဲဆိုတဲ့ကကျွန်တော်ပြောချင်တာဗျာပယ်လို့ရတယ်ဘာလို့လဲဆိုတော့အဖြေကနှစ်ခုမရှိဘူးလေဒါမဲ့စီကြည့် the owner expands the store by 5% of the original value square footage each year original amount ပုံပါလေပြန်ယူသွားတာ5%ဒီမှာဆိုကြည့် second year ကျ130နော် exponential ဟုတ်ပြီနော်အဲ့ဆိုတော့အဖြေက C ပဲဘာမှကြည့်ဒီ original ပုံမှာပြန်နော်သူကယူသွားအဲ့ linear ပဲဒီနေ့ဟုတ်ပြီနော် okay အဲ့လိုပဲကြည့်ပါ